ကတော့ရိကစားကြတာပျော်ရွှင်စွာလောင်းကပဲကမောင်ရင်မပါကြည်လင်းစွာဟောရိကစားမညိုများတော့မခေါ်ခံနိုင်ဘူးဆရာတင်းကြံကတော့ရိကစားကြတာပျော်ရွှင်စွာလောင်းကပဲကမောင်ရင်မပါကြည်လင်းစွာရိကစားမညိုများတော့မခေါ်ခံနိုင်ဘူးဆရာပါမောင်ကြီးတွေလည်းပါလာလိုက်ပါရွှဲအားလောင်းလိုက်ပါပဲလိုက်ပါညီမလေးတွေလည်းပါနာနေခါလဲဒီနေ့လိုပဲဆုံတွေ့ကြရမှာဒီနေ့ခါလဲနော်နီလိုပဲဆုံတွေ့ကြရမှာရဲ့မြန်တော်ဒီချေဒီတာနီဦးတကူမောကြည်လုံးကြမောပန်းပဝေဝေစာတင်းကြံကတော့ရိကစားကြတာပျော်ရွှင်စွာလောင်းကပဲကမောင်ရင်မပါကြည်လ